Okay, so plan one acquire or resistant fire and intended reader across a sublime body of 25 angle 30 degree board determine the added power in the circuit. Added power လို့ကျင်တယ်ဘယ်လိုတွေရမှာလဲ P equal to E E I VI cos pi ဒါမှမဟုတ် I square R နော် I square R အဲ့နာမည်ကလေးကြိုက်တာနဲ့တွက်လို့ရတယ်နော်အားဆိုလို့ရှိရင်မတော့ဒီ i cos ဖြစ်နေတဲ့ဖို့ဆိုလို့ရှိရင်ဘိုးရိတ်ကိုသိတယ် okay ပမာဏသိတယ် i နံဘိုးတက်ဖို့ဆိုလို့ရှိရင်ဘာနဲ့ဆက်တယ်အောင်မလဲဇက်နဲ့ပြန်စားပြီးတော့မှ i နံဘိုးတွဲပြီးတော့ phi နံဘိုးလေးပြန်ပြီးတော့ရှာပြီးတော့ထည့်ရပြီနောက်က i နံဘိုးတက်လို့ရတယ် i square r နဲ့တက်လို့ရနှစ်မျိုးဆုံးတက်ကြည့်လိုက်မယ်နော်လေ့ကျင့်နေရတော့အရင်ဆုံးချိန်နေတာတကွာခလေးတို့ဘာတန်ဖိုးရှာအောင်မလဲဇက်တန်ဖိုးအရင်ရှာအဲ့တော့ inductor နဲ့ resistor နဲ့ပဲဆိုတော့ဆက်မလို့ဘာနဲ့ပဲယူရပြီလဲ z equal to R plus JH အတမိုနီယာ5 plus J H နေရာမှာ12အဲဒါဆမောတမိုးလေးအတွက်ကောက်တာနဲ့ပြင်မဲ့ဒေါင်းပေါင်လေးပါခိုင်းချိန်ပြီအဲတော့ဇက်တမိုးရဲ့နောက်ကဒေါင်းပေါင်ဒီ final မိုးကိုကိုစားပြုတယ်လို့ဆမပြောခဲ့ပြီးသားဟုတ်တယ်မလား13 angle 67.4 degree unit ကအုံးပေါ့နော်ဒီကောင်တန်ဖိုးလေးရတာမယ်အဲဒါဆမတို့နောက်တစ်ဆင့်ကဘာဆက်ရှာမှာလဲဆိုတော့ current ကိုရှာမှာ I equal to ဒီဘာနဲ့ရှာမှာလဲ V ပါ Z အဲဆိုတော့ဗိုလ်ရိတ်ကဲတန်ဖိုးကဘယ်လောက်လဲ52 angle 30 degree ဇက်တန်ဖိုးက13 angle 67.4 degree okay တို့ current ကိုနှိပ်အဲ့ဒါလေးလောက်ရမယ်73 လေးလီလား minus 37.4 degree ampere အဲ့ဒါဆိုပါဝါတန်ဖိုးကိုနှစ်မျိုးစလုံးနဲ့တွက်မယ် E equal to VI cos phi နဲ့တွက်တယ်နော်ဗိုလ်ရိတ်ကဲပမာဏ52 current ကိုလည်းပမာဏပဲယူရမယ်J ဖောင်မဖြစ်အောင်ဒေါင်းဖောင်ရဲ့ရှေ့ရပမာဏပဲယူရမယ်ဆိုတော့4 into cos phi final မို့ဒီဘယ်နောက်ကဒေါင်းကိုယူမယ်လို့ပြောတယ်ဇက်တန်ဘွဲနောက်ကဒါအဲ့တော့ပုံမှန်သင်နေကြ format frame နဲ့တစ်ခေါက်ပြန်စစ်ပေးမယ်အဲ့ဆိုရင် final မို့ဒီဘယ်ကြားတဲ့ဒေါင်းကိုဆမသင်ခဲ့ရလဲ phase angle between supply voltage and current နော်အဲ့ဒါဆို final မို့ဒီဆမအခုဘယ်လောက်ယူမယ်လို့ပြောလိုက်တာလဲ67.4ယူမယ်လို့ပြောတာနော်အဲ့တော့ဟုတ်လားမဟုတ်လားဆမကောင်တာချက်လေးတစ်ခါရေးစစ်ပြမယ်ခလေးတို့ဇွေစွာဖြစ်နေမှာဆိုလို့ဒီမင်းကြီးတစ်လိုင်းဆွဲလိုက်မယ်အဲ့တော့နောက်တစ်ခုကသူဗာပြောထားတယ်ဗိုလ်ရိပ်ဒီဘယ်လောက်လို့ပြောတယ်အပေါင်း30ဒီပင်ကြီးရဲ့အပေါ်မှာရှိရမယ်ဗိုလ်ရိပ်ဒီအပေါင်း30ဒီဂရီမှာရှိနေတယ်နောက်တစ်ခု current ဒီဘယ်လောက်ထွက်လာလဲအနှုန်း39.4ဆိုရေပင်ကြီးရဲ့အောက်ဘက်ကိုပြန်သွားရမယ်39.4အဲ့တော့ဒီညာလေးဒီပါဖို့စီရင်လဲ current ရဲ့ဖို့စီ phi ဆိုတာ phase angle between supply voltage and current 30နဲ့39.4နဲ့ပေါင်းလိုက်ဘယ်လောက်လဲ69.4ဘယ်ရဲ့တောင်းတန်မှုနဲ့တူတူပဲလဲဇက်ကတောင်းတန်မှုနဲ့တူတူပဲအဲ့မဲ့ဇက်ရဲ့တောင်းတန်မှုမှာအပေါင်းတယ်ဒီမှာကြည့်အောင် current ရဲ့ position ဒီ voltage ကဘယ်မှာရှိရလဲနောက်မှာရှိရဘာလို့သုံးပါလဲ lagging လို့သုံးပါဒါပေမဲ့ impedance စာသွားယူမယ်ဆိုအပေါင်းမြင်တယ် leading လို့ထင်တတ်တယ်ဒါပေမဲ့ impedance ကတောင်းတမှုနဲ့ရှိရင်တော့စက်ကျင်ပဲပမာဏရင်းတော့တူတယ်လက္ခဏာရင်းစက်ကျင်ပဲလို့ကလေးတို့မှတ်ထားရပြီလားဒီနားလဲလားအဲ့ဒါ67.4နဲ့အတွက် power တန်ဖိုးတစ်ခုနောက်တန်ဖိုးတစ်ခုကဘာနဲ့တွက်မယ်လို့ပြောထားလဲ P equal to I square R I တန်ဖိုးနေရာ4 square R တန်ဖိုးနေရာဘယ်လောက်လဲ5အဲ့နှစ်ခုဒီအဖြေ 5 တူပဲဖြေရမယ် power ရဲ့ unit လို့1နဲ့ထွက်ရမယ်ကြိုက်တဲ့နည်းစနစ်နဲ့အတွက်အဖြေတူရမယ်နှိပ်ထုတ်လို့လား A current of 15 plus J8 ampere flows in a circuit which supply voltage is 120 plus J200 volt. Determine the active power, reactive power.
ဆရာမအနေနဲ့ဆိုရင် appraisal power မှာတစ်ခါထည့်လိုက်လို့ calculate ဆိုပြီနော်ရမယ်နော်အဲ့တော့သူပြောထားတဲ့တန်ဖိုးလေးကဘာတန်ဖိုးလေးပေးထားလဲ current တန်ဖိုးလေးပေးထားတယ်15 plus J8 အဲ့တော့ကျင်းတည်တယ်ဒီကောင်ဘာကျင်းဘာပြောင်းအောင်ပါလဲဒေါင်းတန်ဖိုးတစ်ခါလေးပြောင်း15 plus J8 ကိုဒေါင်းတန်ဖိုးပြောင်းပြီးဆရာမတစ်ခါလေးပြောင်း115ဆက်ခွန်ဟလား17 angle 28.1 degree MB ဟလားတသမ2နေရာလောက်ပြောဆရာမပြတ်တာလားမပြတ်ချင်တသမအော်07 sorry တမဒါသမ2နေရာပဲပြောနော်ပြတယ်အားပြလို့ချင်ဘိုးရိတ်တန်ဖိုးပြောဘိုးရိတ်က120 plus J 200အဲ့ကောင်တောင်းကောင်ပြောဘယ်လောက်လဲ 233.23 39.04လား59ဟုတ်ပြီ59တသမ34ဒီဂရီဟုတ်โอเคအဲ့ဒီကောင်လေးကိုဆရာမတို့ကယူမယ်ဆိုလို့ရှိရင် final မို့လိုချင်တယ်ကာရန်တောင်းဒီရေပြင်ကြီးကနေအပေါင်း28ဟုတ်တယ်နော်ကာရန်ဒီရေပြင်ကြီးကနေအပေါင်း28ဘိုးရိတ်ဒီရေပြင်ကြီးကနေအပေါင်းဘယ်လောက်လဲ59အကျန်ပေါ့နော်ဒီကောင်ဆိုတော့ face angle phi ရဲ့ definition ဒီဘာလို့ပြောရလဲ face angle between supply voltage and current ဆိုတော့ဒီကြားရဒေါင်လေးဒီပဲ phi အဲ့တော့ final မို့လိုချင်တယ်ဆရာမဘယ်လိုတွေ့ရမှာလဲ59တသမ34တွေကနေပြီးတော့28တသမ39ခုဘာလို့ရမလဲနှုတ်ရမယ်နှုတ်ဒီကောင်လေးကို30.97 degree ပေါ့နော်30.97 degree okay အဲ့ဆိုရင်ဆရာမတို့လိုချင်တဲ့ပါဝါလေးတွေအတွက်ကြည့်အောင် P equal to ဘာနဲ့တွက်မှာလဲ VI cos phi ဆရာမဘာဖြစ်လို့ဓာတ်ပေါက်ပြောင်းခိုင်းတာလဲဆိုလို့ရှိရင်ဘိုးရိတ်ကိုယူတယ်ဆိုရင်ပမာဏပဲယူရမှာဒါကြောင့်မလို့ဒီပေါင်းတာနော်အဲ့ဒါဆရာမတန်ဖိုးလေးဒီ233.23 into current ဆိုလဲပမာဏပဲယူရမယ်70 into cos phi တန်ဖိုးနေရာမှာဘယ်လောက်ထည့်ရမှာလဲ30.97ဆိုပြီးတော့တွက်လိုက်ချင်ရပြီပေါ့နောက်တစ်ခုက reactive power ကျူ reactive power ကျူကိုလိုချင်တယ်ဘာနဲ့တွက်ရမှာလဲ VI sin phi အဲ့တော့ဦးလေးကအတိုင်းပဲပေါ့ဘိုးရိတ်ကာရန်အမြောက်ဒီနေရာလေးမှာ cos နေရာလေးမှာဗာချိန်သွားအောင်လဲပဲ sin ချိန်သွားအောင်ပဲအဲ့ကောင်တန်ဖိုးလေးနဲ့တွက်ပဲ power ရဲ့ unit က1 real power ရဲ့ unit ကဘာတန်ဖိုးလဲဟာဟုတ်တယ်မလား4 ampere reactive ရမယ်နော် okay power တန်ဖိုးဘယ်လိုရလဲ power တန်ဖိုးဘယ်လောက်ရလဲ 3.4 kilowatt 3.4လား3.4 kilowatt လားအဲ့တော့ဒီကောင်ကရော ဟုတ် reactive power 2.04 k bar 2.04 04 2.04 ကီလိုပါလားโอเคအဲ့ k ဒီကောင် k ကို bar ဆမ်ဟုတ်ပါတယ်ဟုတ်ပြီဆမ်မအဲ့ကောင်ကိုနောက်တစ်မျိုးနဲ့ကောင်းတာချက်စစ်ကြည့်တယ်ဒီဖြစ်မှတ်တယ်နော်3.4ကီလိုဝတ်က2.0ပဲမှတ်လားအဲ့တော့နောက်တစ်မျိုးနဲ့ဆမ်မကောင်းတာချက်စစ်တယ်ဒီကောင်ဘာနဲ့စစ်မှလဲလို့ဆိုရင် s equal to ဆမ်မဘာနဲ့တွက်မှလဲ vi star နဲ့ဆမ်မတွက်မှာအဲ့ဒါနဲ့ကောင်းတာချက်စစ်တယ်အဲ့ဆိုတော့ i သိသွားပြီဆို i star ကိုဆမ်မယူခြင်းတယ်ဘယ်လိုတွေ့ရမှာလဲ i တန်ဖိုးဒီ15 plus j8 ဆိုလို့ရှိရင် i star တန်ဖိုးဒီဘာပြရမှာလဲ15 minus j8 အဲ့ဆို apparent power ကိုဆရာမ vi star နဲ့တွက်မယ်
အဲ့တော့ v တန်ဖိုးကဘယ်လောက်လဲ120 plus j 200 data 200 into နောက်တစ်ခုက15 plus 15 minus j8 okay အဲ့နှစ်ခုမြောက်ဘယ်လောက်ရလဲလို့ဆရာမကိုပြော120 plus j 200နဲ့150 minus 8j ရဖြေဘယ်လောက်ရမြန်နေနေမယ်ကော်ပြနေတာနှစ်ပွားစာလောက်ရတယ်အဖြေဘယ်လောက်ရလဲဟောဂျေပေါင်နဲ့ပဲပြောနှိုင်းရှင်ပြီးယူမှာမလို့အင်းဟုတ်ပြီ3400ပေါင်း2040G အဲဆမတော့ s equal to ဘာနဲ့နှိုင်းရှင်ပြီးရောယူမှာလဲ p plus j2 ဟုတ်တယ်မလား s equal to p plus j2 နဲ့နှိုင်းရှင် p တန်ဖိုးဒီဘယ်လောက်ဖြစ်သွားမလဲ3400 watt 2တန်ဖိုးဒီ2040 watt လို့ရပြီလားဒီတိရလားအဲ့ဒီနေရာလေးမှာကျိန်းစီအောင်ကောင်းတော့ချက်လေးတစ်ခေါက်ပြန်စစ်ကြည့်လိုက်ပါလားကလေးတို့ s equal to ဆရာမ vi စားနဲ့တွေ့တာတကယ်လို့ vi နဲ့ပဲတွေ့မယ်ဆိုရင်ရောဒီနှစ်ကောင်နဲ့တွေ့ဒီနှစ်ကောင်နဲ့ပဲတွေ့ကြည့်မြောက်ကြည့်ရဲ့ s တန်ဖိုးဘယ်လောက်ရပါလဲ s equal to vi နဲ့တွေ့ချင်း s တန်ဖိုးဘယ်လောက်ရလဲ1000ဟုတ်လားအပေါင်းကြီးဟလား31960ဒီလိုဖြစ်နေမှာလားအပေါင်းကြီးလားနှုတ်ကြီးလားโอเคအဲ့ဒီကောင်တောင်းကောင်ပြောင်းလိုက်တောင်းကောင်ပြောင်းပြန်ဆရာမတောင်းကောင်ပြောင်းဘယ်လောက်ရလဲပြောဘယ်လောက်36နေ3 3လားအဲရပြီအန်ကယ်ကဘယ်လောက်ရလဲโอเคအဲ့တော့ဒီတစ်ခုပြန်ပြောဒီတစ်ခုရဲ့တောင်းကောင်လေးပြော3400အပေါင်းဒီ2040ကိုဆရာမတစ်ချက်ပြောဒီကောင်မှာ3620လားဟလား36,200တော့မဟုတ်တော့ဘူးဒီကောင်မလား3965334ရပြီရပြီရပြီဒီ3965နော်ဒီကောင်အဖြေမှားနေကလေးဒီကောင်ပြန်အတွက်ဒီနှစ်ကောင်မြောက်တဲ့အဖြေကဒီအဖြေမထွက်ရကောင်တာချက်ပြန်စစ်ဆမဒီကောင်ဒီနှစ်ကောင်အဲ့ဖြေမထွက်ရဒီကောင်လည်းအန်ကယ်တန်ဖိုးလေးပြန်ပြောအဲ့မှာကိုယ်လေးရဲမှာ
နောက်ကလေးဦးတော့ဖြေလေးမှာတယ်နော်အဲဆိုတော့200အပေါင်း3960ခြေပါနော်3960ခြေဒီကောင်တန်ဖိုးရမယ်ဒီကောင်ထောင်းပေါင်ရောက်လိုက်မယ်3965 3965သဒ္ဒမ35အန်ဂယ်89သဒ္ဒမ138โอเคဒီကောင်ကြည့်ဆောင်းမတစ်ချက်ပြန်ကြည့်မယ်နော်သာသုံးကြည့်မယ်ဆရာမတို့တစ်ချက်ကြည့် s equal to vi နဲ့တွက်လို့ရှိရင် vi နဲ့ပဲတွက်တွက် vi star နဲ့ပဲတွက်တွက် s ကပမာဏဒီအမှန်တယ်3965သဒ္ဒမ35 3965တသမ35မှန်တယ်အတူတူပဲနောက်ကတောင်းအောင်ဆရာမစဉ်းစားစရာမလို VI နဲ့ပဲတွက်တွက် S အတွက်ကို VI နဲ့ပဲတွက်တွက် VI စားမဲ့တွက်တွက်မသွေပြီးသွားဘူးဒါပေမဲ့လို့ S equal to VI နဲ့တွက်လို့ရှိရင် P plus J2 နဲ့ဆရာမတိုင်းရှင်ပြီးယူမယ်ဆို P တန်မိုးဒီ200 J တန်မိုးဒီ3960စမောက်တွက်လိုက်တဲ့ P တန်မိုးဒီ3400ဟုတ်တယ်မလား J တန်မိုးဒီ2040ဒီအဖြစ်နဲ့ပြန်တိုင်းရှင်ပြီးယူလို့ရလားမရဘူး VI နဲ့မှာ P plus JU နဲ့နှိုင်းယှဉ်ပြီးတော့ယူလို့မရဘူး VI star နဲ့တွက်ချင်တာဒီအဖြေပြန်ပြီးတော့မှန်တာရပြီလားအဲ့ဆိုရင်ဆရာမတို့တန်ဖိုးဒီနှိုင်းယှဉ်ပြီးတော့ယူခြင်းတယ်လို့ဆိုရင်ဘယ်အဆင့်နဲ့ပြောင်းလဲရမှာလဲ VI star နဲ့တွက်မှရမယ်လို့မှတ်ထားနော်โอเคရမယ်နော်problem 3လေးဆက်လိုက်အောင် A series circuit possesses resistance R and capacitor C The circuit dissipated a power of 1.732 kilowatt and has a power factor of 0.868 degree. If applying the voltage is given by V equal to 141.4 sine 10 power 40 plus pi by 9 volt determine the current flowing and is fixed. The value of the resistor R and the value of capacitance C. ဒီမှာတစ်ခါလေးပြောသွားပြီ circuit တစ်ခုကဘာရှိတယ်ပြောလား resistor တစ်ခုနဲ့ capacitor C တစ်ခုက series ချိတ်ဆက်တာ capacitor ဖြစ်လို့ဘာ power factor လို့ပြောတာလဲ leading power factor ရပြီလားအဲ့ဒါဆိုလို့ရှိရင်သူပေးထားတာ real power တန်ဖိုးပေးထားတယ် power factor တန်ဖိုးလေးပေးထားတယ် voltage တန်ဖိုးလေးပေးထားတယ်သူလိုချင်တာကအဲ့ circuit မှာစီးနေမယ် current တန်ဖိုးနဲ့သူ့ရဲ့ down တန်ဖိုးလေးပြန်တွက်ပြီးဒီ R တန်ဖိုးလေးရဲ့ C တန်ဖိုးလေးရဲ့ဒါပဲအဲ့တော့သူမေးတဲ့မေးခွန်းကနံပါတ် A က I တန်ဖိုးနဲ့ I နဲ့သူ့ရဲ့ down တန်ဖိုးလေး fix angle ဖိုင်ပဲထားပါတော့ဘယ်လောက်လဲနောက်တစ်ခုက R တန်ဖိုးဘယ်လောက်လဲ capacity တန်ဖိုးဘယ်လောက်လဲဒါလေးမေးထားတယ်အဲ့တော့ real power အသိသားတယ် power factor သိတယ်ပေါ့နော်ပြီးတော့ voltage တန်ဖိုးပေးတာvoltage ကဒီပုံစံတိုင်းပြီးစမော့ direct တွက်လို့ရတယ် voltage ကဘာ voltage ပဲတွက်လို့ရတယ် RMS value ပဲတွက်လို့ရဒီလိုတန်ဖိုးပေးခြင်းဒီဘာတန်ဖိုးပေးထားလဲ sorry instantaneous value နဲ့ပေးထားတာအဲ့လိုတန်ဖိုးပေးလို့ရှိရင်ဆရာမတို့ကသူ့ရဲ့ပုံမှန် voltage ကိုပြန်ရှာပေးရပုံမှန်ဆိုက240 angle ဘယ်လောက်ပါညာဆိုပေးထားရင်တော့ကိစ္စမရှိဘူးဒီလိုပေးထားရင်ကိုယ့်ဘာကိုပြန်ပြီးတော့တွက်ရမယ်လို့မှတ်တာနော် RMS value ဒီလိုဒီ instantaneous value ကိုပေးတာ okay နံပါတ်1စင် voltage ကိုကိုယ့်ဘာကိုပြန်ရှာအောင်မယ် V equal to 141.4 sine 10 power 40 plus pi by 9 volt ကဲအဲ့ကောင်နှိုင်းချင်ပြီးတော့ယူမယ် compare with V equal to V maximum sine omega t plus or sine omega t plus or minus 5ဘယ်လိုလဲတီတာပဲထားလိုက်တော့ face angle 5လို့သုံးနေကြဆိုတော့เนาะဒီလိုတန်ဖိုးလေးထားလိုက်မယ်ဆက်ပါတော့အဲ့ဆိုလို့ရှိရင်နှိုင်းရှင်ယူလိုက်တော့ V maximum တန်ဖိုးဘယ်လောက်ရလဲ141.4 volt ရသွားမယ်ပြီးတော့ omega တန်ဖိုးဘယ်လောက်ရသွားမလဲ10 power 4 omega ရဲ့ unit ဒီ radian per second တနည်းအားဖြင့် omega ဒီဘာနဲ့တူတာလဲဆိုတော့ 2 pi f နဲ့တူပဲဒါပဲနောက်တစ်ခုက theta တန်ဖိုး down တန်ဖိုးကဘယ်လောက်လဲ pi by 9 radian pi by 9 radian pi တန်ဖိုးဒီဘယ်လောက်ဒီဂရီနဲ့တူရလဲ
180ကို9နဲ့စားဘယ်လောက်လဲ9နဲ့လီ18ဆိုတော့20 degree အပေါင်းရှေ့မှာပါနေဟုတ်တယ်မလားသူရှေ့မှာအပေါင်းဘယ်လိုဆရာမတို့ဒီကောင်တန်ဖို့ဘာလို့သုံးပါလဲ leading လို့သုံးမယ်ရမလားအဲ့ဆိုသီတာတန်ဖိုးလေးရသွားမယ်ဝီမက်ဆီမန်ဆရာမတို့တကယ်သုံးလို့ရလားမရဘူးတကယ်သုံးလို့ရတန်ဖိုးဒီဘာဖိုးလေးပဲသုံးလို့ရတယ်လေ RMS value ပဲသုံးလို့ရအဲ့တော့ VRMS equal to ဘယ်လိုတွေရပါလဲ V maximum by root 2အဲ့တော့ခလေးတော့141.4 root 2နဲ့စားဘယ်လောက်လဲပြောပြန်ပြောဆရာမ RMS ကိုပြောင်းဖို့လေ formula သင်ခဲ့ပြီရှင်းမှာအဲ့ဒါဆရာမတို့တကယ်သုံးတယ်မှာအိန္ဒိယဝင်နေတဲ့ဗိုလ်ရိပ်ဒီတူတက်နီဘိုးဝင်နေတယ်တူတက်နီဘိုးကိုဆရာမ peak value သာပြောင်းမယ် maximum value သာပြောင်းလူနဲ့ပြောင်းမယ်ဆို312ဘိုးရတယ်လေရလားဆရာမပြောတာလေလားဒါပေမဲ့ဆရာမတကယ်အသုံးတက်တာဒီ312ဘိုးအသုံးတက်တာမဟုတ်ဘူး RMS value ပဲသုံးလို့ရအဲ့တော့ maximum နေနဲ့ပြင်ပြတဲ့ဘာကိုပဲချိန်တွေ့ရမလဲဆိုရင် RMS value ပဲချိန်တွေ့ရမယ် maximum ကိုဒီပြီးတော့လူနဲ့စာဒီလို equation မျိုးပေးခြင်းဒီ v maximum နဲ့ပေးထားတာရလားအဲ့တော့တကယ်အသုံးထက်တာဒီဘာပဲသုံးလို့ရလဲ RMS ပဲသုံးလို့ RMS ကိုပြန်ပြောင်း141.4 by root 2နဲ့စာဘယ်လောက်ရလဲဆရာမပြော100ပို့လား99.98ဟိုမှာ100 99.9volt ဆိုတော့ဆရာမတို့က100ပို့အဲ့ကြမှာဆရာမတို့ဟုတ်ဘိုးရိပ်ပမာဏကိုစပြီးတော့ရေးလို့ရသွားပြီအဲ့ဆိုတော့ v equal to v RMS တန်ဖိုးကဘယ်လောက်လဲ100တောင်းတန်ဖိုးကဘယ်လောက်ဒီဂရီချိန်သွားလဲအပေါင်း20ဒီဂရီတကယ်လို့ဒီရှေ့မှာအနှုတ်သားဆိုရင်ဒီနေရာလေးမှာအနှုတ်ထည့်ရမယ်လို့မှတ်တာကိုကဒီရှေ့မှာအပေါင်းလို့ဒီမှာဒီအပေါင်းထည့်တယ်ဆရာမတို့ပုံမှန်ပေးနေကြဘိုးရိပ် equation နဲ့ဒီခုကြမှာစရ v equal to 100 angle 20 degree ဒီခုမှစပြီးတော့ရနားလည်မလားအဲ့မှာတမေဦးကြပေးတဲ့ဘိုးရိပ်ကိုစပြီးရပြီလို့ကလေးလို့နားလဲရမယ်နော်ဒီတိရပြီနော်ဘိုးရိပ်ရပြီလို့ဆိုရင်ဆရာမတို့ပါဝါသိတယ်ဘိုးရိပ်သိတယ်ပါဝါဖက်တာသိတယ်အဲ့ဒါဆိုဘာတန်မိုးရှာလို့ရပြီကာရန်တန်မိုးရှာလို့ရအဲ့တော့ပါဝါရဲ့ formula ပြော P equal to yani cos vi phi cos phi yes ကိုကြော်တော့တယ် vi cos phi power ရဲ့နေရာမှာ1.732ကီလိုဆိုတော့10 power 3နဲ့ညာ equal ဘောဓိပမာဏဆက်ပေါက်ဘယ်လောက်လဲ100ဒီညမှာဘာပဲထည့်ထားလဲ 100ပမာဏပဲထည့်တွေ့ရတာနော်ဘောဓိပမာဏဆက်မတို့လိုချင်တာ current ပမာဏ current အများ cos phi power factor ရဲ့တန်ဖိုးလေးဒီဘာတန်ဖိုးကိုပေးရလဲဆိုတော့ cos cos phi phi ကိုပေးတာ phi ကိုပေးတာမဟုတ်ဘူးနော် power factor ဆိုတာအမြဲတမ်း cos phi cos phi equal to 0.86ဆိုတော့ cos phi တန်ဖိုးတစ်ခုလုံးနေရာမှာဆက်မဘာထည့်ထည့်ရမှာလဲ y-axis 0.866လေးကိုဆက်မထည့်ရမယ်လို့မှတ်ထားမယ်ရပြီလားအဲ့ရနေပြီကလေးကိုဘာတန်ဖိုးထွက်လာမလဲ i ရဲ့ပမာဏ item လေးပဲထွက်လာမှာနော် i ရဲ့ပမာဏပဲလို့ပြောကြည့်ဒီနောက်မှာဘာတန်ဖိုးကြံသေးတယ်လို့ပြောချင်တာလေဘိုးရိတ်တန်ဖိုးကြံသေးတယ်လို့ sorry ဒေါင်းတန်ဖိုးကြံသေးတယ်လို့ပြောချင်တာပမာဏပဲထွက်လာမယ်အတွက်ဘုန်းကမတို့ပါဝါတော့ကပြီးကတည်းက cost ဖိုင်ကဘိုးရိတ်ရဲ့ပမာဏကားတဲ့ပမာဏတော့က down 5ပဲတက်ဟုတ်တယ်မလားအဲ့တော့ကားတဲ့တန်ဖိုးပြန်ထွက်လာရင်ဘာပဲထွက်လာမှာလဲပမာဏပဲထွက်လာမှာအတွက်မြင်မြင်လေး1.732 into 10 power 3 by 100 into 0.866ဆိုတော့စမတ်တမိုးလေးဒီ20 ampere ထွက်လာတယ်ရလားကလေးတို့20 ampere ထွက်လာဟယ်လိုဟဲ့မထွက် okay လာအတင်းကြီးရနေတယ်ဇွတ်တင်းရနေတယ်ဒီတိမြည်ပြီလားဒီတိမြည်လား20 ampere မြည်လားမပြီးသေးဘူးဒီတိရအောင်မယ်ခဏလေးအဲ့ဆိုတော့သူမေးတဲ့မေးခွန်းကကားတဲ့ပမာဏအပြင်ဗာတက်တယ်မို့လို့အသေးရလဲဒေါင်းတန်မိုးလေးပါထည့်ပေးပါလို့ပြောတာအဲ့တော့ဒေါင်းတန်မိုးထည့်ဖို့အတွက်ကိုစမတို့ဗာတန်မိုးလေးပေးထားရှိတယ် power factor အဲ့တော့ power factor ပေးတဲ့နေရာနဲ့ဒေါင်းတန်မိုးလေးထည့်ရှာမယ် power factor cos phi နဲ့မိုးဒီဘယ်လောက်လဲ0.866 866အဲ့ရနေမြကလေးတို့ final မိုးလေးရှာဘယ်လောက်လဲ cos အမရှင်း cos 0.866ဆိုတော့30ဒီဂရီရမယ်နော်30ဒီဂရီရမယ်โอเคအဲ့ဒါဆိုဆမ power factor တောင်းတန်မိုးလေးဆွဲကြည့်လိုက်ရရေပင်ကြီးတစ်ကြောင်ဆွဲမယ်ဘိုးရိတ်တုံကဆမအဖြေလေးဘယ်လောက်ရထားလဲတောင်းတန်မိုးဘယ်လောက်ချိုးမယ်လို့ပြောတာလဲအပေါင်း20 20အဲ့ဒါရေပင် 20ကြီးကနေအပေါ်ဘက်ကို20တက်မယ်အပေါင်း20ဘိုးရိတ်
ဆရာမရဲ့ဗိုလ်ရိတ်တန်မိုးသည်အပေါင်းဘလို့ရေပြင်ကြီးကနေအပေါ်ကိုတက်သွားမယ်20ဒီဂရီထွက်သွားမယ်နောက်တစ်ခုက face angle 5ဒီ30ဒီဂရီ30ဒီဂရီသွားချိန်မှာ leading လို့ပြောတာ lagging လို့ပြောတာလား leading လီလီ30ဒီဂရီဒီ leading အဲ့ဆိုတော့အဲ့ power factor ရဲ့ final မိုးဒီဘယ်ကောင်ပြောတယ်ဆိုဘယ် position ပြောတယ်လို့ဆရာမသိခဲ့လေခရီးတို့ current ရဲ့ position final မိုးဒီ face angle between supply voltage and current အဲ့တော့ leading ဆိုတဲ့သဘောတရားဒီ current ရဲ့ position ဒီ voltage ရဲ့အရှိမရှိရလားအနောက်မရှိရလား voltage ရဲ့အရှိမအရှိမရှိဘိုးရိတ်ရဲ့အရှိမဘယ်လောက်ဒီဂရီစောပြီးရှိနေရလဲ30ဒီဂ30ရီစောပြီးတော့ရှိနေတာဒါပဲသူ့ရဲ့တန်ဖိုးလေးကအဲဆိုတော့ဒီကောင်တန်ဖိုးဒီ current လမ်းကြောင်း phase angle phi ဆိုတဲ့သဘောတရားဒီ total ဘိုးရိတ်နဲ့ total current ရဲ့ကြားထဲကတောင်30ဒီဂရီဒီရပြီလားဒီနားလဲလားအပြီနောက်တစ်ခု ဟုတ် down တန်ဖိုးပြန်တယ်ဆရာမဘယ်ကောင်နဲ့ down တက်ချင်တာလဲ current နဲ့ down တန်ဖိုးတက်ချင်တာ current နဲ့ down တန်ဖိုးတက်ချင်ဘယ်ကနေယူရမလဲဆိုရေပြင်ကြီးနဲ့ current ရဲ့ကြားထဲက down ဒီ current ရဲ့ down ဘိုရိတ်ကတောင်းဆိုတာရေပင်ကြီးနဲ့ဘိုရိတ်နဲ့ဂျားရဲရှိရတောင်းဒီဘိုရိတ်ကတောင်းကားရဲတောင်းဆိုတာရေပင်ကြီးနဲ့ကားရဲဂျားရဲရှိရတောင်းဒီဘယ်လောက်ဒီဂရီကွာနေရလဲ30နဲ့20နဲ့ပေါင်းဘယ်လောက်လဲ5050အဲ့တော့ item မိုးတွေဆရာမကစပြီးတော့အဖြေထွက်သွားပြီ I equal to ပမာဏဒီဘယ်လောက်လဲ20 20 angle တန်ဖိုးဒီဘယ်လောက် angle လဲအပေါင်း50 50ဒီဂရီအမီယာဒါပဲအောက်မှာသာရှိရင်ဗာနဲ့ရေးရမှာလဲအနှုတ်50နဲ့နောက်ရေးရ50မှာနားလည်ပြီလားဟုတ်ကဲ့အဲ့တော့တောင်းတန်ဖိုးပြန်တတ်တဲ့သဘောတရားမှာဇွေစွာဖြစ်စရာအကြောင်းရှိလားမရှိပါဘူးရှင်းတော့ရမယ်နော်ပြရလဲမဟုတ်လေသူရောက်နေတဲ့ position ပဲမူတည်တာလေနှုတ်ချင်နှုတ်မယ်ပေါင်းရင်ပေါင်းပါလေမတူဘူးထုံးတဲ့တစ်ခုကိုမြင်အောင်ကြည့်ရမှာအတတကောကမှတ်အမဲ့သဘောတရားဒီ file ဆိုတာ v နဲ့ i နဲ့ကြားတဲ့တာဒီကောင်မှလည်းနှုတ်ရမှာပဲတကယ်တမ်းသာဒီပု္ပ္ပာရဲ့မိကုံးမှလည်းနှုတ်ရဘလို့ပြန်ပြီးတဲ့အခြေအနေမျိုးမှာနှုတ်ရမှာလဲလို့ဆိုရင်ကာရက်ဒီ20 angle 50 degree ampere ဟေးဘိုးရိတ်ဒီ120 degree ampere လို့ပြောရင် file ကိုလိုချင်တယ်လေကာရက်ဒီရေပြင်ကြီးကနေအပေါင်း50အဲ့ဒါဘိုးရိတ်ဒီရေပြင်ကြီးအပေါင်း20 file ကိုလိုချင်တယ်လေ50တဲ့20လို့ဘယ်လောက်လဲ30လို့နှုတ်ရမှာပဲတူတူပဲဒီကောင်ဒီဆံမတော့ကားတဲ့တောင်ကိုပြန်ကြည့်ကားတဲ့ဒီရေပင်ကြီးကနေဘလောက်အကွာမှာရှိနေလဲကြည့်လိုက်တော့ဒီအပေါ်မှာကျ20နဲ့30နဲ့တွေ့တယ်လို့ပြန်ပေါင်းပေးရကိုလိုချင်တာကိုပဲကွက်ကြည့်ရလေရပြီလားအဲ့လိုနေရာကိုတက်တက်ကွက်ကွက်မြင်နိုင်ပြီလို့ဆိုမင်းတို့ရောထွေးချင်တယ်ဆိုမှရောချက်စားမရှိဘူးလို့မဲ့အဲ့ဒါ principal တိုင်းရဲ့စိတ်ဝင်စားစရာကောင်းတဲ့ချက်ပဲစာနေအကုန်လုံးอ่ะဘလို့မအောင်ရောလို့မရရမယ်နော်ဒီရပြီဆိုရင်နောက်တစ်ပိုင်းကဆရာမဆက်ပြောစရာမလိုကလေးကိုတက်လို့ရပြီဗာမေးတာလေအာနဲ့စီနဲ့မေးတာအာနဲ့စီနဲ့ရဖို့အတွက်နံပါတ်1အစင်မင်းတို့ဘာကိုထုတ်လုပ်ပြီးတော့တွက်တင်တာ impedance z ကိုတွက်ရမှာ z equal to ဘာနဲ့တွက်ရမှာလဲ v V by by r R ဗောဓိတန်မိုးပြောဘယ်လောက်လဲ100 100 angle angle 20 20 20ကာရက်တန်မိုးပြောဘယ်လောက်လဲ20 20 angle angle 50 50အဲ့ဒါရှမောက်တန်မိုးလေးဒီဘယ်လောက်ရမှာလဲ25လီအဲ့တော့ကဘယ်လောက်ရမှာလဲ minus 30 degree minus အုံးဆိုရ 30ဒီတန်ဖိုးအတိုင်းဆို real အာတန်ဖိုးထွက်ကြအကြောင်းရှိလားမရှိဘူးဒီကောင်တန်ဖိုးကျွန်မဘာနဲ့ချိန်ရမှာလဲ J ဖောင်ချိန်မှနှိုင်းရှင်းပြီးတော့ယူလို့ရဟုတ်တယ်မလားအဲ့တော့ကလေးတို့အကောင်လေးနှိုင်းရှင်းပြီးတော့ယူပါအဲ့ဆိုဘယ်လောက်ရလဲ J ဖောင်ဒီ4.33 minus J 2.5ဆိုပြီးတော့ရမှာဟုတ်လားအဲ့ကြမှာကလေးတို့ကွန်ပဲလုပ်ပြီးတော့နှိုင်းရှင်းပြီးတော့ယူမယ်လို့နှိုင်းရှင်းပြီးတော့ယူပါလဲ z equal to r minus jhc နဲ့နှိုင်းရှင်းရင် r တန်ဖိုးဒီဘယ်လောက်ရသွားပါလဲ4.33 oh တကယ်တော့ဈေးကွက်မှာသာကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ဒီ5အောင်လည်းဖြစ်ကောင်းဖြစ်မယ်10အောင်လည်းဖြစ်ကောင်းမယ်အဲ့လိုမျိုးအနည်းဆက်ဆုံးပြေးလို့ဝယ်ရမှာနော်ကြားပြီနော်4.33 oh AC တန်ဖိုးကဘယ်လောက်ရသွားလဲဆရာမတို့တန်ဖိုးလေးဒီ2.5 oh capacitor မလို့ minus jhc နော်တကယ်လို့ inductor ဆိုရင်ဗာနဲ့နှိုင်းရှင်းရမှာလဲအပေါင်း JEC ရမယ်နော်အဲဒါ capacity ဆရာမတို့တွက်တာလည်းမှန်တယ် capacity မို့ minus JEC ကျိတ်နေတယ်အပေါင်းခြေထွက်နေဆရာမတို့တွက်တာမှားနေတယ်တရားမှာပဲနေလားလေလားအဲ့တော့ AC တန်ဖိုးရပြီဆရာမ C တန်ဖိုးလိုချင်တယ် AC ရဲ့ formula ပြော1 by 2 by FC အဲ့တော့2 by FC ဘာနဲ့ညီရလဲအိုမီဂါနဲ့ညီတာအဲ့တော့ AC equal to ဒီဘာနဲ့ညီရလဲ1 by အိုမီဂါ C အဲ့တော့ C တန်ဖိုးကိုလိုချင်တယ်ဆိုလို့ရှိရင်1 by omega into AC ရပြီလားအဲ့တော့ဆရာမစီတန်ဖို့အတွက်မယ်
1 by omega တန်ဖိုးကခုနကဘယ်လောက်ရခဲ့တာလဲ10 power 4ဟုတ်လားအော်အဲ့တော့ omega နေရာမှာ10 power 4 10 power 4 into အဲ့တော့ h တန်ဖိုးက2.5နဲ့မြောက်လိုက်ရင်ရပြီနော်ခလေးတို့